ngã lì đi lên mày á của ngã mà béo chừng bung ngã xong phía thà đấy đòn là gì này ngày gì ta đến để phong quay mà cháu lu ngã béo lại lu xin tu bé cái lại phải tam nhà đấy nó ngã béo lại lu xin tu này ngã này giảm chỉ để ta đến bé té là đâu mày té là bị xuyên ngã đâu mày su ta đến để phong quay mày ai gì chỉ để đòn là gì này ngày gì ta đến để phong quay mày ngã mà béo bulu ngã xong phía thà đấy đã mẹ ti tu lu tu đấy mà một của anh nhà chỉ bé làm đó đắng số đấy bà tu lấy số luyện đôi lên mày à mà một gì đi lên mày à đấy cô li đi lên mày à ta xong cùng nhà xe pe bà đấy bà tu mà throw xe luôn mày bù đấy bà trong này rồi cho nó đốt Facebook để phơi tay mà để này ngày tông lại tới nó mà chơi bù nó té là bị xuyên đi lên mày video để đi chăm mà biết là prahita video đi này ngày tông lại này mà bắt tay mà test sai để video đi cho nó té là ai đó ai chỉ đang ngồi đây này ngày tới này ai chỉ đang ngồi đây tông lại tới này PDF để bla bla cha đi tu để bla bla xếp để xong nhá lu để bla bla tê mà la bla bla che ai đi ai chỉ tới này lu để mình nhìn đâu bù ai đó mà mua sinh ra này để ngã ai đó nhiều lâu lâu xin tôi này ngã này video bé té là đâu màyဒါမဲ့အခု तू ကတက်လာပြီးဒီပုတုကိစ္စနဲ့ तू ကပါဝင်လာပြီးဆိုတော့လေမမောကပြောရတော့မယ်ပြောထားမယ်နော်စိုးလင်နော်နေလဲဟိုအစတုန်းကတော်လန်ရေးလောက်တယ်ကွာနေထောက်ဖို့နေဖြစ်တယ်ဒါမဲ့နေထောက်ဖို့မရခင်မှာနေပြောတဲ့စကားတခုစီတယ်နေတို့ရတော်လန်ရေးရလေဘာညာတလကရန်ဖြစ်ကြတာတက်တက်ပဲဟိုဘာလာညာတလာအဲ့ဒီရတယ်ကြောင့်နေမပါချင်တော့ဘူးနေတော်နေထောက်ဖို့မဖြစ်တော့ဘူးကွာနောက်ဆုံးတော့နေရဲ့မယားကြီးကိုနေပြစ်လိုက်တယ်နေမယားငယ်တယောက်ရသွားတယ်နော်နေမရငယ်တရားရောက်သွားပြီဆိုနေတို့ရဲ့ကိုကြိုးစီးပွားပဲနေလောက်တော့တယ်မမပြောထားမယ်တော်လန်ရေးအစစ်အမှန်တွေရလေအကြောင်းပြတ်ချက်မရှိဘူးမနိုင်မချင်းအာနာစင်မကြဆုံးမချင်းဆက်ပြီးတော့လောက်တာတီတူလူထုစိတ်ဓာတ်ကြအောင်ဒီတော်လန်ရေးပြဿနာစီးလိုက်တာဒီတော်လန်ရေးဖို့ဖြစ်တယ်ဒီဖြစ်တယ်ငါတို့မပါဝင်ချင်ဘူးအဲ့လိုမျိုးခွေးစကားမပြောဘူးနေကမုံမမှန်လို့ဟိုရန်ရောင်ဒီရောင်ဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့အတွက်ကြောင့်နေအဲ့လိုမျိုးဖြစ်သွားတာငါပုတုကိုပြောတာပုတုတင်တဲ့တည်နဲ့မအလားဘုံကျတဲ့အချိန်ခါမှာတိတိကျကျနဲ့အချိန်ကိုက်ညီနဲ့ဖြစ်နေလို့ဖြစ်နေတဲ့အချိန်မှာတစ်ခါတည်းမဟုတ်ဘူးနှစ်ခါမဟုတ်ဘူးသုံးခါမဟုတ်ဘူးအခါတိုင်းပဲပြီးတော့ပရဟိတမြန်မာပြည်ကပရဟိတရဲ့တမိုင်းကိုပြန်တော့လေ့လာလိုက်မအလားနဲ့မကင်းဘူးခိုင်နေဝေကအစငွေလူကျော်ကအစုံဒီပုတုကျန်တဲ့လိုင်တာယာကအဖွဲတွေပါမအလားနဲ့တရားမှမကင်းဘူးโอเคနော်အဲ့ဒါ3ခါ4ခါပြဿနာမရှိဘူးဒီ2026ကစ၍ငါတို့ပြည်သူလူထုတဲ့ဘယ်နေ့ကသေးလဲမလားဘယ်အချိန်ကဘုံကျဲလဲအဲ့ဒီစပတ်ဆယ်လီမအေလို့ပရိဟိတတွေဘက်ကအဲ့ဒီမဟုတ်မဟာတဲ့တည်င်းတွေအရေးမကြီးတဲ့တည်င်းတွေဖြန့်လာပြီးဆိုရင်ဘယ်သူပဲဝါမစုံငါတို့မထားလေပရိဟိတအစစ်အမှန်ကနိုင်ငံအရေးကြီးနေတဲ့အချိန်မှာတော်လန်ရေးအတွက်အရေးကြီးနေတဲ့အချိန်မှာလူတွေနေ့တညတိုင်းဘုံကျဲတပ်ပြခံနေတဲ့အချိန်မှာအာနာစင်တွေရဲရဲဆဲရောက်မှနေတဲ့အချိန်မှာတော်လန်ရေးတည်င်းပျောက်သွားအောင်ကွယ်သွားအောင်သူတို့မလုံးဘူးသူတို့စင်စားရမယ့်ညံဆိုတာစီးရမယ်ဒီချိန်ဒီခါမှာတော်လန်ရေးကဘာတွေဖြစ်လဲဒီနေ့လူတွေဘလောက်သေးလဲဘာတည်င်းတွေတက်လာတယ်ပလဟိတအစစ်အမှန်စေတနာစီးတဲ့ပလဟိတလူသိစိတ်စီးတဲ့ပလဟိတတွေကနိုင်ငံသားကောင်းပိတတ်တဲ့လူတွေကစင်စားတရမယ်စင်ချင်တရမယ်ကွာဒီနေ့ဘာဖြစ်လဲဒီနေ့ဘုံကျဲခံလို့စင်ငါဒီတည်င်းကိုမတင်သေးဘူးငါခဏနားမယ်မအားလားဘုံကျဲတတ်တဲ့တည်င်းတွေသူများတွေတင်ပြီးမှကွာငါရဲ့ပလိတတည်င်းလူတယောက်ဒုက္ခရောက်တာလူနှစ်ယောက်ဒုက္ခရောက်တာနောက်မှငါတင်မယ်ကွာအဲ့ဒါစဉ်းစားဉာဏ်စီးရမယ်လေအခုကမဟုတ်ဘူးလေကြံစီနေတာလောက်ကြံနေတာနော်မအေးလို့နော်တော်လန်ရေးကြတာနိုင်ငံရေးလွယ်လေးနဲ့မကောင်းလာတာမင်းတို့လိုအောက်တန်းစားဆယ်လီတွေအောက်တန်းစားပရဟိတတွေကြောင့်နိုင်ငံရေးဘလောက်ပဲအရေးကြီးစိတ်ဝင်စားဘူးတော်လန်ရေးဘလောက်ပဲအရေးကြီးစိတ်ဝင်စားဘူးငါ view ရဖို့ငါတက်ဆိုင်ရဖို့ပဲရတဲ့နေနဲ့စ조사တယ်ဗီဒီယိုတွေထောက်လောက်ပြတယ်လူတွေသင်နေတယ်ဆိုမှတော်လန်ရေးနိုင်ငံရေးတည်းပေါ်ဖို့အရေးကြီးတယ်ဆိုမှမင်းတို့လိုအောက်တန်းစားဆယ်လီတွေအောက်တန်းစားပရဟိတတွေကနီလန်းမျိုးဆောင်တဲ့ဒီတည်င်းတွေကိုဘယ်လိုမျိုးဖုံးကွယ်မလဲဆိုတာမင်းတို့တွေလိုက်ပြီးစ조사နေတာလုပ်နေတာငါတို့ပြည်သူတွေကပြောစရာမလိုဘူးငါတို့ပြောရမှာနေတို့လိုစောက်သိတရားမရှိတဲ့နော်စပဆယ်လီတွေစပပရဟိတတွေနော်အမြင့်ဖြတ်တယ်ဆိုတာလေမင်းတို့လိုအမြင့်တွေစေလာအောင်လုပ်နေတဲ့ကောင်ဖြတ်ရမှာမင်းတို့ကြက်မပြည့်တဲ့ဗီဒီယိုတွေမင်းတို့မတင်လို့စင်ရကွာဘယ်ပြည်သူကမြင်မလဲဘယ်ပြည်သူကပြန်တော့ချဲမလဲဘယ်ပြည်သူကစိတ်ဝင်စားမလဲစဉ်းစားလေမင်းတို့ကမြန်မာပြည်သားလို့စင်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူပြည်သားတွေသေနေရတဲ့ပြည်သူပြည်သားတွေစစ်ဘေးဆောင်တွေ PDF တွေတက်မင်းတို့ကိုချင်းစာပေးလို့စင်မင်းတို့ဖေရပြီး live ပေါ်မှာဗီဒီယိုတွေခဏတင်
မင်းတို့လောက်เสียမလို့ဘူးဆေးရောက်မယ်ဆိုရင်ရောက်လိုက်ပြဿနာမရှိဘူးအခုကကွာဟိုလူကငါ့ကိုဆဲတယ်ဟိုလူကငါ့သမီးကိုဆဲတယ်ဟိုလူကငါ့ကိုလာပြီးတော့တိုက်ခိုက်တယ်အဲ့ဒီရတဲ့တင်ရတယ်ဘာကြောင့်လဲအဲ့ဒီမျိုးတင်မှနေဖြူရတယ်လေစိုးလွင်ဟုတ်လားဟိုလူနီကိုလာတော့ဆဲတယ်နေပြန်တော့တောက်ပြန်ရတယ်အဲ့ဒါမှနေဖြူရတယ်အမှန်တကယ်ဆိုရင်အဲ့ဒီလူကိုနေပြန်တော့ဆဲစရာမလိုဘူးဆယ်လီအမှန်ကန်တွေရလေအမှုပညာရှင်အမှန်ကန်ဆယ်လီအမှန်ကန်တွေကဘသူကိုပဲဆဲဆဲပြန်ဆဲစရာမလိုဘူးနေရတက်တက် view စာချင်တာငါအဲ့တလိုမျိုးပြန်ဆဲလိုက်လို့စပြန်တော့တောက်ပြန်လိုက်လို့စငါ view ရမယ်ငါပက်ဆန်ရမယ်နေဆိုတဲ့မအေလို့ကပက်ဆန်ရဖို့ပဲနေစဉ်းစားနေတာအမေစုတတင်ကအရေးကြီးတယ်ဆိုမှပဲနေဆိုတဲ့နွားကအောင်မလေးအဲ့ဒီဒိုက်ထီကကိုရင်လေးကိုရိုက်လို့နေဆိုတဲ့မအေလို့ဆိုရင် follow အများကြီးနဲ့ပြန်တော့တင်လိုက်တဲ့အချိန်မှာကဘာကြော်သွားရောအဲ့ဒီဗီဒီယိုကဟိုလူဒီလူတင်တာတတင်ညာဖုံးကွယ်ပြီးနေဆိုတဲ့နွား follow တွေအများကြီးပဲစီးပြီးတော့ညံလည်းမရှိအုံနောက်လည်းမရှိအသိတရားလည်းမရှိဒီချိန်ဒီခါမှာဘာတည်င်းကအရေးကြီးလဲနေလဲတော်လှန်ရေးလှုပ်ဖူးတယ်ဆိုမှပဲအဲ့ဒီကိုရင်လေးတည်င်းကိုနေပြန်တော့တင်တယ်ဟမ်နေအိုးတနာလိုက်တာဒီဖုံးကြီးကရက်ဆက်လိုက်တာဒီကိုရင်လေးကတနာလိုက်တာနေဖေကြီးမင်းအောင်လိုက်တီတူလူထုကိုကျဲသားတာတနေ့အယောက်100ရောက်200ကြတော့နေဘာဖြစ်လို့ပြန်မတင်တာလဲမအေးလို့ခွဲမသာစိုးလင်အောက်တန်းစားရေဟမ်မြန်မာပြည်မှာအသေးချင်းစောနဲ့တေးရတဲ့ဗဒိုင်းချင်းခံရတဲ့တပ်ပြခံရတဲ့မိစုခံတဲ့ဘုံကျဲခံတဲ့နေ့တိုင်းတနာစရာကောင်းတဲ့အရာတွေအများကြီးပဲရှိတယ်နေဘာဖြစ်လို့ပြန်မတင်တာလဲအဲ့ဒါတွေကြတော့လူတူတယောက်ရိုက်ခံရတယ်နေပြန်ပြီးတော့တင်လိုက်လို့နေ view ရသွားတယ်လေပတ်စံတွေဘလောက်ရပြီလဲဆိုတာပြန်တော့ကြွားပြတယ်မအေးလို့ငါတို့ကကိုချင်းစာဆိုင်စီတယ်ညာစီတယ်အသိတရားဆိုင်စီတယ်ကိုနိုင်ငံကဘာအရေးကြီးလဲဒီတော်လန်ရဘာအရေးကြီးလဲဘာတွေလောက်ပေးရမလဲဆိုတာငါတို့လောက်ပေးလို့မနိုင်တဲ့ငါတို့မနှုတ်ဆက်ဘူးမင်းတို့လိုခွဲမသားတယ်လောက်လည်းမလောက်ဘူးလာပြီးတော့နှုတ်ဆက်သေးတယ်အမေစုတဲ့အရေးကြီးတယ်ဆိုမှပဲအဲ့ဒီကိုရင်လေးဗီဒီယိုကိုခွဲမသားဆိုရင်ပြန်တော့တင်တယ်ကွာပြည်သူတွေတွေ့ကြလားအမလေး like တွေအများပြကြတယ် view တွေအများပြကြတယ်ငါတို့ရဲ့အမေစုဗီဒီယိုတွေကြတော့ကွာတော်လိုင်းရေးနိုင်ငံရေးဘလောက်ပဲရေးကြည့်လူတွေမမြင်တော့အဲ့ဒီစပမအေးလို့တွေငွေစားတဲ့ခွဲမသားတွေရဲ့ဗီဒီယိုတွေပဲများပေါ်လာတယ်နော်ခွဲတောင်စားတွေမင်းတို့ဆက်လို့ online နဲ့ပတ်သက်လာလို့စင်ဘယ်သူပဲဝါမဆိုလာပြီးတော့ဖြက်စီးမယ်ဆိုရင်လေနောက်ဆက်မယ်ဆိုရင်ငါတို့မထားဘူးရတဲ့ညီနဲ့မအေးလို့တော်လန်သွားတယ်လို့မင်းတို့လိုမအားတောက်တိုင်တွေမအားခွေးတွေလဲရတဲ့ညီနဲ့အမြင်ဖြတ်မှာပဲဒီမိုကရေစီလည်းမရသေးဘူးလွတ်လပ်ရေးလည်းမရသေးဘူးအာဏာစိန်လည်းမတည်သေးဘူးမင်းတို့လှုပ်ချင်တိုင်းလှုပ်နေကြတယ်ဟာမင်းတို့စိတ်တန်းကြမင်းတို့လှုပ်ချင်တိုင်းလှုပ်နေကြတယ်တော်လန်ရဲ့အမြတ်ဆုံးပြီးဖို့ငါဘယ်လိုမျိုးနေထိုင်ရမလဲတော်လန်ရဲ့နိုင်ငံရေးမထိခိုက်အောင်မဖုံးကွယ်အောင်ငါဘယ်လိုမျိုးကောင်းမှုနဲ့နေရမလဲဆိုတာနေတို့လိုအောက်တန်းစားတွေကစဉ်းစားဉာဏ်မရှိဘူးမအားလားအကြိုက်ကိုပဲလိုက်ပြီးတော့လှုပ်နေတဲ့ခွေမသားတွေဘသူတေငါမသိရင်ပြီးရောဟုတ်လားပြီးတော့သူ့သမင်းကဘာညာတလကသူများကိုထီပေးတာလားသူ့သမီးကသူများကိုထီပေးတာလားအဲ့လိုမျိုးပြောလိုက်လို့သူလည်း view တက်ရောပတ်ဆံရရောပြန်ထိုးတဲ့သူကအများအပြားပတ်ဆံဆုံးသွားတာအများအပြားညံမရှိတဲ့လူတွေကသူ့ကိုယုံကြည်ပြီးတော့လိုက်ပြီးတော့ထိုးနေတယ်အကောင်လုံးမှန်တာအကောင်လုံးထိတာလည်းမဟုတ်ခွေးတောင်စားပတ်ဆံရဖို့ပဲစဉ်းစားနေတယ် view ရဖို့ပဲစဉ်းစားနေတယ်ငါဒီစကားပြောလိုက်လို့စင်ငါဒီရလောက်လိုက်လို့စင်ဘာကိုထိခိုက်မယ်ဆိုတာမစဉ်းစားဘူးငါကစွတ်တောင်းပေးတယ်မင်းတို့တင်လိုက်တဲ့ဗီဒီယိုကြောင့်မင်းတို့ပရဟိတပုတုတွေကြံတဲ့စပပရဟိတတွေစပဆယ်လီတွေတင်လိုက်တဲ့ဗီဒီယိုကြောင့်တော်လန်ရေးကိုမထိခိုက်ဘူးဆိုရင်ငါနဲ့ငါမိသားစုတော့အသေးချင်းစုံနဲ့တေးပါစီဒါပေမဲ့မင်းတို့တင်လိုက်တဲ့ဗီဒီယိုတွေကြောင့်ကြမပြစ်တဲ့အရာတွေကြောင့်တော်လန်ရေးထိခိုက်လို့စင်မင်းတို့နဲ့မိသားစုအားလုံးအကောင်လုံးအသေးချင်းစုံနဲ့တေးပြီးတော့ဒုက္ခပေါင်းများစွာခေအဆက်ဘဝအဆက်မင်းတို့ရောက်ကြပါစေမင်းတို့တွေ့ကြပါစေငါဆုတောင်းတယ်ဒါပဲနော်မင်းတို့ရဲ့ဗီဒီယိုတွေကတော်လန်ရေးကိုမဖုံးကွယ်ဘူးနိုင်ငံရေးကိုမထိခိုက်ဘူးဆိုရင်ငါပြောစရာအကြောင်းမရှိဘူးနော်ပြီးတော့မင်းတို့မအားလားဆယ်လူတွေမအားလားပလိုက်တာတွေဘက်ကမအားလားနဲ့ကင်းတယ်ဆိုတာတယောက်မှမရှိဘူးပြန်ပြီးတော့လေ့လာလိုက်မအေးလို့ဆိုးလွင်နော်